အုံနောက်နဲ့ပတ်သက်တဲ့ယောဂတစ်မျိုးဖြစ်တဲ့အဲဇိုင်းမာယောဂကြောင့်သေဆုံးမှုများကိုအမေရိကန်မှာစည်ရင်းပြုစုနေစေဖြစ်ကြောင်းနဲ့အဆိုပါယောဂဟာကင်ဆာယောဂနဲ့နှလုံးယောဂများကဲ့သို့အသေးအပြောင်များတဲ့ယောဂတစ်ခုဖြစ်ကြောင်းယမန်နေ့ကထုတ်ပြန်ခဲ့တဲ့သုတေသနစာတမ်းတစ်ခုမှာဖော်ပြထားပါတယ်။အဲဇိုင်းမာယောဂဟာအမေရိကန်ပြည်ထောင်စုရဲ့သေဆုံးမှုအများဆုံးယောဂထဲမှာအဆင့်6မှာရှိကြောင်းယောဂထိန်းသိမ်းရေးနဲ့ကာကွယ်တားဆီးရေးစင်တာ၏ပြောဆိုချက်အရသိရပါတယ်။နှလုံးယောဂနဲ့ကင်ဆာယောဂဟာနံပါတ်1နဲ့2အဆင့်မှာရှိနေတယ်ဆိုတာလည်းသိရပါတယ်။ဒါပေမဲ့ American Academy Neurology မှထုတ်ဝေတဲ့ Neurology ဆေးဂျာနယ်မှာအဲဇိုင်းမာနဲ့ပတ်သက်ဆက်နွယ်နေတဲ့ယောဂများကြောင့်သေဆုံးမှုဟာထင်ထားတဲ့တဲ့ပင်6ဆပိုများနိုင်တယ်လို့သုတေသနပညာရှင်များကပြောဆိုထားပါတယ်။အသက်65နှစ်နဲ့အထက်ပြည်သူ2000ခွဲကျော်ဟာနှစ်စဉ်အုံနောက်နဲ့ပတ်သက်တဲ့ယောဂများကိုစမ်းသပ်စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိကြောင်းနဲ့၎င်းတို့အထက်မှာ959ဦးမှာအဲဇိုင်းမာယောဂဖြစ်ပေါ်နေလျက်ရှိကြောင်းယောဂစစ်ဆေးပြီးနောက်4နှစ်ခန့်သာအသက်ရှင်နေထိုင်နိုင်ကြောင်းသုတေသနစာတမ်းမှာဖော်ပြထားပါတယ်။အသက်85နှစ်နဲ့84နှစ်အကြာအဲဇိုင်းမာယောဂဝေဒနာရှင်များဟာလည်းယောဂမရှိသူများထက်သေဆုံးနိုင်ပွဲ4ဆပိုမိုမြင့်မားတယ်ဆိုတာလည်းသိရပါတယ်။အလားတူအသက်85နှစ်နဲ့အထက်အရွယ်3ပုံတစ်ပုံဟာဆိုရင်အဲဇိုင်းမာယောဂဝေဒနာခံစားနေရတယ်လို့အဆိုပါသုတေသနစာတမ်းမှာဆက်လက်ပြောဆိုထားပါတယ်ရှင်။သတင်းတင်ဆက်ပေးသူကျမရွှေလဝဝဖြစ်ပါတယ်ရှင်။